ကဲငွေကချက်သားမယ်မဟုတ်လေရင်းနေတဲ့ထည့်ပြီးတော့မှပြုတ်လိုက်ပြုတ်ပြီးတော့ရေးစေးလိုက်ကဲရပြီနော်ဒီမပွဲစုတဲ့ကိုခုနကမော်ငါအနေထုတ်ထည့်လိုက်မယ်ဟာငါဖေးအများကြီးပါဟာကြောက်ကြိုက်တယ်ဆိုရင်ကြောက်တစ်လုံးဖောက်ထည့်လိုက်ကြိုင်တော့မထင်နဲ့ရပါပြီဒီလေးကတစ်ထုပ်လုံးရေး1လီတာကိုတယောက်တည်းဆိုတော့တဝက်စီပဲထည့်လိုက်တယ်စကိုင်းအများကြီးပြောတော့စားတော့မယ်အဒီရကြိုင်ကြိုက်တာထည့်စားမကြိုက်ရင်ထည့်မစားနဲ့ကော်ဖီနဲ့ပဲတီလူတီမုတ်ဒါပါပဲဟီထည့်လိုက်တယ်တခြားစားတွေပါဘာမှထည့်စရာမလိုဘူးသူရတာကောင်းကွက်တည်ရကြည့်ပြတာကျေးဇူးပါကြည့်လိုက်အောင်မယ်